လူဘဝကြီးအတွက်တန်ဖိုးရှိသောဆုံးမစကားဘဝဆိုတာတိုက်ပွဲတစ်ခုလိုပါပဲလဲနေရင်ပြန်ထနိုင်အောင်ကြိုးစားပါလူတိုင်းမှာကိုစီဖြည့်ရှင်းနေကြရတဲ့ဘဝပု္ပ္ပာတွေရှိပါတယ်ဘယ်လိုဖြည့်ရှင်းမလဲဆိုတာအဓိကကြပါတယ်တခါတလေမဖြစ်ချင်တာတွေဖြစ်လာရတဲ့အခါအကောင်းဆုံးရင်ဆိုင်ကြော်ဖြတ်လိုက်ပါဖြစ်ချင်တာထက်ဖြစ်တင်တာကိုဦးစားပေးလုပ်တာပိုကောင်းပါတယ်အမားတစ်ခုလုံးမိတဲ့အခါဝန်ခံတတ်ပါစေဘဝဒီအိုရီတွက်ချက်ရတဲ့အခါမားမာကိုမကြောက်ပါနဲ့အမားဆိုတာအတွေ့အကြုံရဲ့ဆရာတဆူလိုပါပဲဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေတန်မိုးထားတတ်အောင်ကြိုးစားပါပညာရှာတဲ့အရွယ်ပညာရှာကျင်ရရှာတဲ့အရွယ်ကျင်ရရှာပါပညာရှာတော့ကျင်ရမရှာမိပါစေနဲ့ချစ်တာတစ်ခုတည်းနဲ့ဘဝတစ်ခုတိဆောက်ဖို့ဆိုတာမလုံလောက်သေးဘူးအသိပညာအတွက်မရှက်ပါနဲ့ပညာရှာပမာသူတောင်းစားတဲ့တင်းပတ်ဝန်းကျင်ရှိလူအချို့တင်းအောင်မြင်တာကိုအတိအမှတ်ပြုဖို့မိနေကြပြီးတင်ကြရှုံးတဲ့အချိန်လက်ညှိုးထိုးဖို့စောင့်ကြည့်နေကြလိမ့်မယ်လူတိုင်းကိုမယုံမိပါစေနဲ့တင်းနဲ့ပတ်သက်သူတိုင်းလက်ထဲမှာမမြင်နိုင်နဲ့ဒါတလက်ရှိနေတတ်တယ်ကို့အပေါ်အမားလုံးမိတဲ့အခါခွင့်လွတ်နိုင်ဖို့ကြိုးစားလိုက်ပါ